အားလုံးပဲမင်္ဂလာပါ Voice or Touch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် review လုပ်တဲ့ဖုန်းကဒါ iQOO ကနေနောက်ဆုံးထွက်ထားတဲ့ဒါ iQOO Neo 11ဆိုတဲ့ဖုန်းလေးကိုကျွန်တော် review လုပ်ပေးသွားမယ်iQOO ဆိုတော့ကဘာအဓိပ္ပာယ်လဲဆိုတော့သူ့ရဲ့အရှိကောက်ကဒါ iQuest on and on ဆိုတဲ့အဓိပ္ပာယ်ရတယ်မြန်မာလိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါနီးပညာအသစ်ဆန်းတွေကိုအများနဲ့ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ဒါအမှတ်တစ်စိမ့်နဲ့ပေါ့နော်အဲ့လိုတစ်စိမ့်နဲ့တို့ iQOO ဆိုပြီးတော့ဒါနာမည်ပေးထားတာရှိမှလည်း iQOO Neo 10လည်းထွက်ခဲ့ပြီးသားအခု Neo 11လက်ရောက်ပါပြီဆိုတော့ကျွန်တော်တို့ Neo 10နဲ့ Neo 11မှာဘာတွေကွာခြားသွားလဲ Neo 11မှာဘာတွေအားသာသွားလဲဆိုတော့ကိုကျွန်တော်အားလုံးပြောပြသွားမှာလို့ကျွန်တော်တူတူအဆုံးထိကြည့်လိုက်အောင်အရင်ဆုံးပြောပြချင်တာဒီဖုန်းရဲ့ဒီဇိုင်းပိုင်းပေါ့နော်ဒီဇိုင်းပိုင်းကတော့ဒါ Neo 10နဲ့ Neo 11ကအရင်တိတိကျကျပြောင်းလဲသွားတာမျိုးတော့မရှိဘူးကျွန်တော်တို့ကင်မရာဘက်လေးနည်းနည်းလေးပို့ပြီးတော့ထူသွားတယ်ပြီးတော့ကျွန်တော်တို့ကင်မရာဘက်4နေရာလေးက Neo 10မှာတော့ကျွန်တော်တို့ပို့ပြီးတော့ကြီးပြီးတော့ Neo 11မှာအသေးလေးဖြစ်သွားတယ်ပေါ့နော်ပြီးတော့ကျန်တဲ့အပိုင်းကတော့ဘာမှဒီဇိုင်းပိုင်းကတော့တေချာတိတ်ပြီးပြောင်းလဲသွားတာမျိုးမရှိဘူးအဓိကပြောင်းလဲသွားတာကသူ့ရဲ့ build quality ပိုင်းပါ build quality ပိုင်းမှာကျတော့ဒါ Neo 11ကဒါ IP69 နဲ့ rating ဖြစ်သွားတယ်ပြီးတော့ကျွန်တော်တို့ aluminum frame ဖြစ်သွားတယ်လေအောင်ပို့ပြီးတော့ကန်ရတာလဲပို့ပြီးကြစ်လေးနဲ့ကျွန်တော်တို့ hand feeling တော်တော်လေးကောင်းလာတဲ့ဖုန်းဖြစ်သွားတယ် Neo 10တော့ကျတော့ကျွန်တော် plastic frame ကိုသုံးမိထားတာဆိုတော့ဒါကန်ရတဲ့ hand feeling ချင်းမှာတော့ Neo 11ကတော်တော်လေးကိုကန်လို့ကောင်းတယ်ပြီးတော့ကျွန်တော်လေးလေးပင်ပင် series ပိုင်းဖြစ်သွားတယ် aluminum frame ဆိုတဲ့အတိုင်းဘေးနားမှာကျွန်တော် antenna line လေးတွေလည်းထုတ်ပေးထားတယ်နောက်ပြီးတော့သူ့ရဲ့နောက်ကျောဘက် design ကတော့ကျွန်တော်တို့နည်းနည်းဒီကျွန်တော်မှဆိုလို့ရှိရင်ကျွန်တော်ရထားတဲ့အရောင်ကကျတော့လိမ်မော်ရောင်လေးပေါ့နော်သူကအရောင်လေးမျိုးရှိမယ်ကျွန်တော်တို့အဖြူရဲ့အမဲရဲ့ပြီးလို့ရှိရင်ဒီလိမ်မော်ရောင်ရဲ့ပြီးလို့ရှိရင်ကျွန်တော်အပြာရောင်ရောင်ပြေးလေးနဲ့အပြာရောင်လေးတော်တော်လှတဲ့အရောင်လေးတစ်ရောင်လည်းပါသေးတယ်အားလုံးတော့၄ရောင်ရှိရပါတော့၄ရောင်မှာကျွန်တော်အခုရထားတဲ့အရောင်လေးကတော့လိမ်မော်ရောင်လေးလိမ်မော်ရောင်လေးကိုမှသူကကျွန်တော်တို့နောက်ကရောင်ပြေးလေးတွေနဲ့အဲ့လိုမျိုးတို့ဘယ်လိုပြောလဲကျွန်တော်ကြောက်ကဒီဇိုင်းပုံစံမျိုးလေးကိုမြင်ရလိမ့်မယ်ပေါ့နော်ရောင်ပြေးလေးနဲ့ကြောက်ကဒီဇိုင်းပုံလေးမြင်ရလိမ့်မယ်ပြီးကျွန်တော်အမြင်ရဆိုလို့ရှိရင်ဒီလိမ်မော်ရောင်ကကျွန်တော်ကပို့ပြီး gaming sense ဖြစ်တယ်လို့ပို့ပြီးတော့ကျွန်တော်ထင်မိတယ်ကျွန်တော် personality ရဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိမ်မော်ရောင်လေးကိုပို့ပြီးသဘောကျတယ်ပြီးတော့ဟိုတခြားဖုန်းတွေနဲ့လည်းတိတ်ပြီးတော့ရောင်တူနေတာမျိုးမဟုတ်တဲ့ကြောင့်မို့ကျွန်တော်တို့ဒီရောင်လေးကိုပို့သဘောကျပါတော့နောက်ဒီဇိုင်းပိုင်းနဲ့ color ကတော့ဒါကိုကြိုက်တဲ့အရောင်ကိုရွေးချယ်ပြီးတော့ဆွဲစားလို့ရတယ်ကိုကြိုက်တဲ့အရောင်ကိုရွေးချယ်ပြီးဝယ်လို့ရတယ်ဆိုတော့ big quality ပိုင်းမှာတော်တော်လေးကိုတိုးတက်လာတယ်ဒါ iQOO Neo 10ထပ်စားလို့ရှိရင်တော်တော်လေးကိုတိုးတက်လာတယ်လို့ပြောလို့ရတယ် display မှာဆိုလို့ရှိရင်ဒီဖုန်းကဒါ second size ကဒါ Neo 10ထပ်ပို့ပြီးတော့ကြီးသွားတယ်ပေါ့နော်ဒီကောင်မှာ second size က 6.82 inch အကျယ်ရှိတယ် display ကတော့ကျွန်တော် LTPO AMOLED display ပဲပေါ့နော်ဒါ Neo 10နဲ့တူတူပဲပြီးတော့ 144 Hz refresh rate ကိုထောက်ပံ့ပေးထားတယ်ပြီးတော့1 billion color HDR10 plus ဒါတွေအကုန်လုံးကိုဒါ support ပေးတဲ့ display ပေါ့နော် display ကတော်တော်လေးကောင်းတယ်ပြီးတော့ 2K resolution ဖြစ်သွားတော့ဒါတော်တော်လေးကိုရုပ်ထွက်လေးတွေကကြီးရတာပို့ပြီးတော့ sharp ဖြစ်တဲ့ display ကိုကျွန်တော်တို့ခံစားရမယ်ပြီးတော့ဒီစီထဲမှာတော့ဒါဒီ display ကတော့ဒါတော်တော်လေးကိုတန်တဲ့ display လို့ပြောလို့ရတယ်ကျွန်တော်ရုပ်ရှင်ပဲကြည့် game ပဲဆော့ဒါဘာမှအပြည့်ပြောနေကြမရှိတဲ့ display လို့ပြောလို့ရတယ်AMOLED display ဖြစ်တာနဲ့ညီဒါ security ဘိုင်းမှာလည်းဒါ ana display fingerprint ကိုထည့်သွင်းပေးထားတယ်ပေါ့နော်ဒါ fingerprint ကကျွန်တော်တို့ UV optical fingerprint မဟုတ်ပါနဲ့ဒါ ultrasonic fingerprint ကိုဒါသုံးပေးထားတယ်ဆိုတော့ဒါကျွန်တော်တို့တခြား optical fingerprint နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ထိရဖွင့်ရပို့ပြီးတော့မြန်တယ်တိကျရဲဆိုပြောလို့ရပါတော့ဒါ fingerprint ဘိုင်းမှာလည်းဒီဘိုင်းမှာလည်းဒါ security ဘိုင်းမှာလည်းဘာမှအပြည့်ပြောစရာမရှိပါဘူးperformance ဘိုင်းမှာလည်းဒီဖုန်းကဒါ Snapdragon ရဲ့ Snapdragon 880ဆိုတဲ့ SoC ကိုသုံးပေးထားတယ်ဒီ SoC ကဒါ performance တော်တော်လေးကောင်းတဲ့ SoC လို့ပြောလို့ရတယ်ကျွန်တော်တို့ game မနိုင်ပါတွေ software တွေမနိုင်ပါတွေဒါတွေဘာမှပူစရာမလိုဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ game တွေလည်း sensor ကြည့်ထားတယ် game တွေ sensor ကြည့်တဲ့အချိန်မှာလည်းဒါပူသွားတာလို့လက်သွားတာလို့ဒါတွေဘာမှမရှိခဲ့ဘူးပေါ့နော်ဆိုတော့ဘယ် game တွေမှာပဲ setting တွေရတယ်ဆိုတော့ကျွန်တော်ပြပေးလိုက်ပါတယ်这个我来跟你说的，贴在记录。ကင်မရာကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော် performance ကောင်းတဲ့ဖုန်းတွေတော်တော်များများမှာကင်မရာကညံ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ကင်မရာမကောင်းကြတာများတယ်ဒါပေမဲ့ဒီ Neo 11မှာတော့ performance လည်းကောင်းလို့ကင်မရာကလည်းကျွန်တော်ထင်ထားတယ်ပို့ပြီးတော့ကောင်းအောင်တွေ့ခဲ့ရတယ်ဒီဖုန်းမှာဒါ50 megapixel main camera တစ်လုံးရဲ့8 megapixel ultra wide တစ်လုံးရဲ့တက်ဆင်ပေးထားတယ်ပေါ့နော်ဒါ50 megapixel main camera ရဲ့ sensor ကဒါကျွန်တော် Sony LYD 700V ဆိုတဲ့ sensor ကိုသုံးပေးထားတယ်ဒီ sensor ကအရင်ကြီးတော့ကျွန်တော်ကောင်းတဲ့ sensor မျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော် Origin OS 6ရဲ့ပြီးတော့ကျွန်တော်တို့ဒီ Snapdragon 8E လေးရဲ့ processing ကြောင့်မလို့လာတော့မသိဘူးပေါ့နော်ဒီ
ဖုန်းရဲ့ပုံထွက် quality ကတော်တော်လေးကိုကောင်းတဲ့ကျင်းတဲ့အားရတဲ့ quality မျိုးကိုရတယ်ပြီးတော့ကျွန်တော် portrait ဒီမှာရိုက်တဲ့ခါမှာလည်းဒါနောက်က bokeh effect တွေပါတယ်တော်တော်လေးကိုလှတယ်တော်တော်လေးကိုတက်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်စိုက်ထားတဲ့ပုံလေးပြပေးလိုက်မယ်ဒါဒီဖုန်းရဲ့ quality ကဘယ်လို camera quality ဘယ်လိုရှိတယ်ဆိုတော့ကိုယ့်တို့တစ်ချက်ဆုံးဖြတ်ကြည့်လိုက်ပါဆိုပိုင်းမှာဒီဖုန်းကဒါ Android 16ကို base လုပ်ထားတဲ့ဒါ Origin OS 6နဲ့လာတယ်ပေါ့နော်ဒါ Origin OS 6ကဒါကျွန်တော် Origin OS ကိုသုံးနေကြသူဆိုလို့ရှိရင်တော်တော်များများသိကြလိမ့်မယ် Origin OS 5တက်ဆိုလို့ရှိရင်ဒါ Origin OS 6ကတော်တော်လေးကို upgrade လုပ်ပေးလာတဲ့အပိုင်းလေးတွေအများကြီးရှိတယ်ပြီးတော့ကျွန်တော်တို့battery ဘိုင်းနေဖြစ်ဖြစ်ကျွန်တော် UI ဘိုင်းနေဖြစ်ဖြစ်ကျွန်တော် animation ဘိုင်းနေဖြစ်ဖြစ် Origin OS 6က တော်တော်လေးကိုပို့ပြီးတော့ smooth ဖြစ်လာသလိုပို့ပြီးသုံးလို့လည်းကောင်းလာတယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့ Vivo ဖုန်းတွေပြဿနာဖြစ်တယ်မြန်မာဖုန်းတီးတဲ့ပြဿနာပေါ့နော်ဒီပြဿနာကကျွန်တော်တို့အခုကြားရတာတော့ဒါ global phone တွေမှာတော့ဒါ Origin OS 6မှာမြန်မာဖုန်းပြဿနာကတော်တော်လေးအဆင်ပြေသွားပြီလို့ပြောလို့ရတယ်ကျွန်တော် China phone တွေမှာတော့ Origin OS 6တင်ပြီးသွားပြီမလဲဒါဒီလိုမြန်မာသားဖုန်းသေးတဲ့ပြဿနာအခုဒီဖြေရှင်းရသေးဘူးလို့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါဒီအခု Neo 11မှာလည်းမြန်မာသားဖုန်းသေးတဲ့ပြဿနာတော့ရှိနေလုံးပဲဒါနောက်တဲ့ update တွေမှာတို့ဒါထပ်ပြီးဘယ်လိုပြီးမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်ပါပေါ့ဒီဖုန်းမှာနောက်ထပ်အားကိုကောင်းတဲ့ဘိုင်းတစ်ခုက battery ပေါ့နော်ဒီဖုန်းက battery mAh ကကျွန်တော်9500 mAh တောင်ပါတယ်ပေါ့နော်ဒါ C2 ကောင်း battery ဖုန်းရဲ့အထူက 8.1 mm ပဲထူတယ် weight ကလည်းကျွန်တော်210 gram ပဲလေးတယ်ပေါ့နော် battery က mAh က9500 mAh တောင်ပါတယ်ဆိုတော့ဒါတော်တော်လေးကို smart တယ်လို့ပြောလို့ရပါတော့ battery ကတော့တော်တော်လေးကိုခံတယ်ကျွန်တော်တို့မနက်9နာရီလောက်ကနေကျွန်တော်တို့ daily သုံးလိုက်လို့ရှိရင်တော့ညဘက်ကျွန်တော်တို့ည7နာရီ9နာရီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအား40ဝန်းကျင်30အဲ့လောက်ကတော့အနည်းဆုံးကျန်တယ်ဒါတော့ကျွန်တော်တို့တောက်လျှောက်သုံးခဲ့တာပေါ့နော်တောက်လျှောက်စမ်းပြီးသုံးခဲ့တဲ့အချိန်ဒါမှ gain တွေပါလေစော့ခဲ့တည်တယ်ပေါ့နော်ဘက်ထရီကတော့ကျွန်တော်ခံလို့ပြောလို့ရတယ် Neo 10နဲ့ရှင်းလိုက်လို့ရှိရင်ကျွန်တော်အားနေရတဲ့အချက်တစ်ခုကတော့ဒါ charging band ပေါ့နော် Neo 10မှာတော့ကျွန်တော်တို့120 watt ကို charging support ပေးထားတာအခု Neo 11မှာတော့ဒါတို့ဒါ 100 watt charging ကိုပဲ support ပေးတော့ရပါတော့ဒါပေမဲ့ကျွန်တော်တို့ battery 9500 mAh ကလည်းအားခံတယ်100 watt charging ကလည်းဒါအားသွင်းတယ်ခဏလေးနဲ့ပြည့်တာဆိုတော့ဒါ battery band မှာတော့တော်တော်လေးကိုအားရဖို့ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီဖုန်းလေးရဲ့ဈေးနှုန်းကဒါဈေးနှုန်း16တင်ဝန်းကျင်ရှိတယ်16တင်ဝန်းကျင်မှာကိုလူတို့ကဒါ performance လည်း share ကောင်းရမယ်ပြီးကျွန်တော် battery ကလည်းရဲဆက်ဆက်ခံရမယ်ပြီးရင်ကျွန်တော် portrait photo လာလေးရတယ်ရဲချင်သေးတယ်ပြီးတော့ IGO fan လည်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါဒီဈေးတိုင်းမှာဒီဖုန်းကရွေးချယ်လို့ရတယ်လို့ပြောရင်းနဲ့ပဲကျွန်တော် review လေးဒီမှာဆုံးသက်လိုက်ပါတယ်ကြည့်ရှုအားပေးကြကျွန်တော်တို့ကတိုးတစ်ယောက်ချင်းစီအောင်ကျေးဇူးထူးပဲတင်ရှိပြီးတော့နောက်တဲ့ video တွေမှာပြန်လည်ဆုံကြပါသေးတယ်ဗျ